ကျမ်းမာအုပ်စုတွေပြောနေတယ်လို့လားကျွန်တော်ရှေ့ကကာကင်းသူတို့ထဲချိုးလိုက်ပြီဆိုတဲ့သတင်းမှလာဖြစ်ပါတယ်ခင်ဗျတက်မတော်ကဗျာလက်ရှိအချိန်မှာတက်မတော်ကရားတဲ့မျိုးကိုတစ်မျိုးပြီးတစ်မျိုးကိုသိမ့်နေတာခင်ဗျတေးကြတယ်ဒီမျိုးအပါမခံဘူးဒီမျိုးအပါမခံဘူးခင်ဗျတေးကြတယ်ခင်ဗျဗမောက်ကိုတက်မတော်အပါမခံဘူးအပါမခံပါဘူးဗမောက်ကိုတက်မတော်အပါမခံဘူးဗမောက်မျိုးပြက်စီးမှုမခံဘူးရအောင်ရှင်းပါရအောင်ဖြုတ်ပါဗမောက်မျိုးအချိန်နဲ့ပတ်သက်ရင်ဒါလုံယုံရေးပူပေါင်းတပ်ဖွဲ့တွေစုပ်လိုက်ရတယ်ဒါကျွန်တော်တို့အရှိတရားပါဗမောက်ကတော့ကျွန်တော်တို့ဒီမျိုးပေါ်မှာတော့လုံခြုံတပ်ဖွဲ့ဝင်တွေမရှိတော့ဘူးဗမောက်မျိုးပေါ်ကနေလုံခြုံတပ်ဖွဲ့ဝင်တွေကစုပ်လိုက်ရတယ်ဆိုစစ်ကစားတဲ့သဘောပါပဲအဲ့တော့များမကြမီကာလမှာကျွန်တော်တို့ဒီဗမောက်မျိုးပြန်လည်ရရှိအတွက်တက်မတော်ကထိုးစစ်အကြီးကိုပြန်စပါလိမ့်မယ်အယောဒီမှာတောင်းဆိုကြတယ်ကျွန်တော်သတင်းဌာနကျွန်တော်ဒီသတင်းစာရှင်းလင်းပွဲမှာအင်္ဂလိပ်လိုမေးဖို့တောင်းဆိုလိုက်လို့ပါခင်ဗျာကျွန်တော်အင်္ဂလိပ်လိုမေးခွင့်ပြုပါခင်ဗျာဟုတ်ကျွန်တော်တို့မေးချင်တဲ့ my first question is the military today announced the many voting fraud so over 8.6 million so does the military accept the result of the election this is my first question Hello. Okay. ဒီနေ့တက်မတော်နေနဲ့ညီမဒီမှာပတ်တီးရောင်းလား ညီမတို့ဆိုင်မှာပတ်တီမရှိပါဘူးကိုဒီချိန်ပတ်တီကဘာလို့ပေါ့လဲပါဆက်လေတမခံရပြန်ပြီလားဩမဟုတ်ပါဘူးဒီမှာပတ်တီးရှိပါတယ်ဟိုတနေ့ကကျွန်တော်ကိုယ်တိုင်တွေ့ရဟာအခုရပတ်တီနဲ့ပတ်ထုံးနဲ့မှပြောတာလားဟောပတ်တီးနဲ့ပတ်ထုံးနဲ့ကတော့အတိတာကြီးလေဘယ်တဲ့ဟိုပတ်တီအခုတွေးခဲ့ရင်လည်းကိုပဲရှာလိုက်တော့ကိုကြီးဟောဒီမှာအဲ့ဒါတက်ခဲလေအခုပြောတဲ့ပတ်တီနဲ့ဘာဆိုင်လို့လဲဩအဲ့ဒါဆိုရင်တက်ထဲမှာအာရခတက်တော်ဘယ်လိုခေါ်လဲအေးတက်ခဲလို့ခေါ်တယ်လေအေးတကယ်အေးအဲ့ဒါကအာနာမသိန်းခင်2021တုန်းကခေါ်တဲ့နာမည်နော်အာနာသိန်းပြီးတဲ့နောက်ပိုင်းမှာတို့ဗျူဟာမူးတွေတမမူးတွေစစ်ဗိုလ်မူးတွေသူတို့ကိုယ်တိုင်ကကြောက်လန့်ပြီးတော့တင်စားတဲ့နာမည်ပြောင်းဒါကြတော့ပတ်တီးလို့ခေါ်တယ်ဒါနာမည်ပြောင်းကချင်ပြည်နယ်မှာ KIA ဘက်ကနေပြီးတော့အေရဝင်တီးလိုက်တာဟောပါတမမူးလို့ဗာလဲဗျူဟာမူးလို့အကုန်ထိကုန်တာလေအကုန်ထိကုန်တာရှမ်းမြောက်မှာဆိုရင်လေအေအေဝင်တီးလိုက်တာ69တက်မှမူးဆိုတာဟာတခါတန်းခန့်တာလေချင်းဆိုရင်လေဒါအေရောက်ဝင်ပြီးတော့ပူပေါင်းပြီးဝင်တီးတာပဲအခုကလည်းမကွေးဆိုရင်လည်းအဲ့တိုင်းပဲမကွေးဆိုရင်မကွေးမှာရှိတဲ့ PDF ခလေးတွေနဲ့အေအေနဲ့ဝင်တွဲပြီးတော့ဝင်တီးပြတာဟောဘာလဲစစ်မှုထမ်းအစ်စ်တွေပါလေဆိုအကုန်သိကုန်တာလေနည်းနည်းနော်သိတာမှမဟုတ်တာအေးအဲ့တိုင်းပဲအခုအေယာဝတီဆိုရင်လည်းအဲ့တိုင်းပဲ PDF တွေနဲ့တွဲပြီးတော့အေဝင်တီးတာအဲ့ဒါလည်းနည်းနည်းနော်ထိတာမဟုတ်ဘူးတနိုင်ငံလုံးအတိုင်းတာမှာစစ်တပ်ကိုပတ်တီးတာဆိုလို့အေတဖွဲ့ပဲရှိတာဟိုငါတော့မနေပြေးရလို့မလေးနှို့ရှင်ဒီချိန်ဆိုအသက်တောင်ရှိမှာမဟုတ်တော့ဘူးတို့စစ်တပ်ဖက်ကဗိုလ်ချုပ်တွေဆိုရင်အေကိုလေဗာလဲပတ်တီးလို့တင်စားခေါ်ကြတာနာမည်ပြောင်နဲ့ခေါ်ကြတာပေါ့ညီမရဲ့အေကိုဓာတ်ခဲလို့ဘယ်သူမှမခေါ်တော့ဘူးနော်အချောချာအာနာရလာမင်းတို့နေနေကြစမြို့သားလုံးကြုံရေးဆိုတာကြီးကတကယ်တမ်းတို့ရဲ့ကျိုးစီပါ Hey နောက်မှငိုတဲ့နေကြမင်းရဲ့အမေရဲ့ရေးစားရလားမင်းရဲ့မုံဆိုးမလောင်နေတာမှမဟုတ်မင်းဖားဆိုးကလေးလားနောက်ပြန်လဲကြတော့စစ်သားမင်းနဲ့ပါညိုမှမရှိတဲ့
မင်းလို့ပြင်မဲ့စကားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ကလုတ်တဲ့နေကြမင်းတို့မဟုတ်တဲ့စပွဲတီတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စတာမင်းတို့ချစ်တဲ့လူတွေငိုနေရတယ်အဘရဲ့ချမ်းသာကိုအသက်တွေရင်းနေရတန်ရဲ့လားဘာအမေမြေကကွယ်မရလားတိုင်းပြည်မမရှိလို့လားမင်းတွေ့နေကြမြေပုံကြီးကတကယ်တမ်းသူတို့ရောက်စားပြီးတာ Hey ရှိမရန်သူတွေလားမင်းရမယ်စုတစိတ်အသက်တွေလားမင်းရဲ့သေးတွင်လာတာမှမဟုတ်ထပ်တိုက်ဖို့စစ်ပွဲအသက်တွေလားနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညို့မှမရှိတဲ့မင်းလို့ပြင်မဲ့စသားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ကလုတ်တဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲတီတဲ့အသိမခံပါနဲ့နောက်ပြန်လဲခဲ့တော့စစ်သားအလံထူထောင်လက်နဲ့ချမိသားစုတဲ့နိုင်ငံအတွက်အမေရိကန်လုံးရွေးချယ်လို့ပဲနောက်ပြန်လဲခဲ့တော့စစ်သားမင်းနဲ့ပါညို့မှမရှိတဲ့မင်းလို့ပြင်မဲ့စသားတယောက်ကိုတတ်ဖို့မကြိုးစားနေတော့စူးမြောက်ကလုတ်တဲ့နေကြမင်းတို့မဟုတ်တဲ့စစ်ပွဲတီတဲ့အသိမခံမနဲ့နောက်ပြန်လဲခဲ့တော့စစ်သားလက်နဲ့ချပြီးပြည်သူနဲ့ပူးပေါင်းမလားအသက်အလက်ကဆုံးခံမလားတတိရှိရှိဆုံးဖြတ်ကြပါ